မကြသေးမီကအမေရိကန်နိုင်ငံမှာအသက်20အရွယ်မျိုးသားတဦးကမကောင်းတဲ့ရည်ရွယ်ချက်နဲ့အကြောင်းတစ်ကြောင်းကိုရောက်ရှိလာခဲ့ပါတယ်။သူ့မှာပေးစတိုတနက်တလက်နဲ့လက်ပစ်ဘုံနှလုံးလဲပါလာခဲ့ပါတယ်။သူဟာအတန်းဖော်တွေရဲ့အမြဲတမ်းအနိုင်ကျင့်ခြင်းကိုခံခဲ့ရသူဖြစ်ပြီးအဲ့ဒီအတွက်သူတို့ကိုလက်စားချေဖို့ဆုံးဖြတ်ခဲ့တာပါ။သူရဲ့လက်စားချေမဲ့စီးရင်ထဲမှာလူပေါင်း30နီးပါးပါဝင်နေပြီးတော်တော်လေးကိုရှည်လျားလာပါတယ်။ဒါပေမဲ့သူ့ရဲ့အစီအစဉ်ဟာစတင်ကာစမှာတင်ပြတ်ပြတ်သွားခဲ့ပါတယ်။ကျောင်းဆရာကြီးဟာအိမ်သာသွားချင်လာတာကြောင့်ရုံခန်းထက်ကနေထွက်လာတဲ့အချိန်မှာအဲ့ဒီလူငယ်တနက်ကင်ပြီးဖျက်လျှောက်သွားတဲ့အချိန်နဲ့တိုးသွားခဲ့ပါတယ်။ကျောင်းအုပ်ဆရာကြီးကဘာဖြစ်နေလဲဆိုတာကိုချက်ချင်းရိပ်မိသွားပြီးတွန်းဆုပ်မနေပဲသူ့စီကိုပြီးဝင်လုံးထွေးခဲ့ပါတယ်။အဲ့ဒီလူငယ်ဟာတနက်တစ်ချက်ပစ်ခတ်လိုက်နိုင်လို့ဆရာကြီးရဲ့ခြေထောက်မှာဒဏ်ရာရရှိသွားခဲ့ပါတယ်။ဒါပေမဲ့ဆရာကြီးကရက်သက်မသွားပဲအဲ့ဒီလူငယ်ကိုလုံးထွေးဖမ်းဆီးကတနက်ကင်ထားတဲ့လက်ကိုအတင်းချုပ်ကင်ထားပြီးတစ်ချိန်တည်းမှာပဲအကူအညီတောင်းဖို့အော်ဟစ်ခဲ့ပါတယ်။မကြခင်မှာပဲအကူအညီတွေရောက်လာပြီးတနက်ကိုလူယူသိမ်းဆည်းနိုင်ခဲ့ပါတယ်။အဲ့ဒီနေ့မှာကျောင်းအုပ်ဆရာကြီးဟာလူပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။အဲ့ဒီလူငယ်ကိုတော့ဖမ်းဆီးလိုက်ပြီးအခုဆိုရင်ထောင်ဒဏ်တစ်ကျွန်းကြခံရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ကျောင်းအုပ်ဆရာကြီးရဲ့ခြေထောက်ဒဏ်ရာကတော့တိတ်မပြင်းထန်ပါဘူး။ဂျေဆန်ဟာအရေးကြီးတဲ့အစိတ်အပိုင်းတွေကိုမထိပဲပေါက်ထွက်သွားခဲ့တာကြောင့်ဖြစ်ပါတယ်